ဒီနှစ်2026ခုနှစ်ရဲ့ပထမဆုံးအကြိမ်နေချက်ချင်းဟာဖေဖော်ဝါရီ19မှာဖြစ်ပေါ်ဖို့ရှိနေပါတယ်။ဒီတစ်ခေါက်နေချက်ရာမှာလကနေတစ်ခုလုံးကိုဖုံးနိုင်စွမ်းမရှိလို့နေရဲ့ဘေးပတ်လည်မှာမီးကွင်းကြီးပုံစံအလင်းရောင်တွေဖြာထွက်နေတာကိုတွေ့ရမြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဟာနေချက်လမ်းကြောင်းပေါ်မှာကြားရောက်ခြင်းမရှိတဲ့အတွက်ဒီတစ်ခေါက်နေချက်တာကိုမြန်မာနိုင်ငံကနေမြင်တွေ့ရမှာမဟုတ်ပဲလူသူအရောက်ပေါက်နေတဲ့လူသူကင်းမဲ့တဲ့အန်တာတိကတိုက်နဲ့အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွေကနေပဲအဓိကမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီတစ်ခေါက်မီးကွင်းတရံနေချက်တာဟာကုံရာသီခွင်ထဲမှာကြားရောက်မှာဖြစ်လို့နေချက်ရာသီခွင်အရ12ရာသီဖွာလိုက်ဖြစ်ပေါ်လာနိုင်တဲ့ကန်စားရာအခြေအနေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဒီဟောကိန်းဟာနေချက်ပြီး3လအထိအကျိုးသက်ရောက်မှုရှိနေမှာလည်းဖြစ်ပါတယ်။မိတ္တရာသီဖွာတွေကလက်ရှိမိတ်ဆွေအပေါင်းအသင်းတချို့နဲ့သဘောထားမတိုက်ဆိုင်တာတွေဖြစ်လာပြီးကိုယ့်အတွက်အကျိုးပြုမဲ့မိတ္တဆွေတစ်အတိုင်းဝိုင်းတစ်တွေနဲ့အဆက်အသွယ်ရရှိလာတတ်ပါတယ်။တိတ်တရာသီဖွာတွေကအလောက်ကန်စီးပွားရေးရာထူးဌာနကိစ္စတွေမှာမျှော်လင့်မထားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာတတ်ပါတယ်။ကိုယ့်အရေးချင်းကိုအများသိအောင်ထုတ်ဖော်ပြသရမယ့်အချိန်ဖြစ်ပါတယ်။မေထုံရာသီဖွားတွေကနိုင်ငံရခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကံကောင်းတတ်ပါတယ်။ရဝေးမြေခြားကနေအခွင့်အလမ်းပေါ်လာတတ်ပြီးတင်တန်းကိစ္စပညာရေးကိစ္စတွေမှာလည်းမျှော်လင့်ချက်တွေပြည့်ဝလာတတ်ပါတယ်။ကရကက်ရာသီဖွားတွေကကျွေးမိကိစ္စအမွေကိစ္စတွေမှာစိတ်နှောက်ယှက်ဖြစ်စရာလေးတွေပေါ်တတ်ပြီးဘလို့စာချုပ်စာတမ်းမဆိုတေချာစစ်ဆေးရပါလိမ့်မယ်။ကျမကြီးလည်းအားနဲ့တက်လို့ကြိုတင်ဂရုစိုက်တင်ပါတယ်။တင်ရာသီဖွားတွေကအချစ်ရေးအိမ်အောင်ရေးပိုင်းမှာစိတ်ခံစားချက်အပြောင်းလဲတွေဖြစ်ပေါ်လာတတ်ပြီးလက်တွဲဖော်နဲ့ပတ်သက်လို့မကြည်လည်စရာတွေရှိလာတတ်ပါတယ်။ပွင့်လင်းရိုးသားစွာဖြည့်ရှင်းတင်ပါတယ်။ကံရာသီဖွားတွေကကျမ်းမာရေးကိုအနည်းနဲ့အများသတိထားရတော့မှာဖြစ်ပြီးကိုယ့်ရဲ့နေထိုင်စားသောက်မှုနေ့စဉ်ဖြတ်သန်းမှုတွေကိုပြန်ချိန်ဆရပါလိမ့်မယ်။ယောဂဟောင်းနာဟောင်းတွေပြန်ပေါ်လာတတ်ပါတယ်။တူရာသီဖွားတွေကစွန့်စားမှုများတဲ့လောင်ကစားဆန်တဲ့ကိစ္စတွေကိုလုံးဝရှောင်ကျဉ်ရမယ့်အချိန်ဖြစ်ပြီးအပျော်ပါးသွားလာတွေကိုလည်းရှော့ချတင်ပါတယ်မဟုတ်ရင်ပြဿနာတွေဖြစ်လွယ်တတ်ပါတယ်ဒိဋ္ဌာရာသီဖွားတွေကမိသားစုအရေးတွေခေါင်းပေါ်ရောက်လာပြီးအိမ်တွင်းရေးပူပန်သောကတွေကိုအပြေရှာအေးချမ်းအောင်လုပ်ရမယ့်အချိန်ဖြစ်ပါတယ်အိုးအိမ်နဲ့ရင်ကားကိစ္စတွေမှာလည်းစိတ်ရှုပ်ရတတ်ပါတယ်ဓနုရာသီဖွားတွေကစိတ်ကူးအကြံဉာဏ်ကောင်းတွေပေါ်ထွက်လာတတ်ပြီးအဆက်အသွယ်ကောင်းတွေကိုပါရရှိတတ်ပါတယ်။ဟိုနာဒီနာခီတိုလေးတွေလည်းပေါ်လာတတ်ပါတယ်။သတင်းကောင်းတွေလည်းကြားသိရတတ်ပါတယ်။မကာယရာသီဖွားတွေကငွေကုန်ပေါက်တွေအများများလာနိုင်တယ်လို့တစ်ဖက်ကနေလည်းဝင်ငွေရလန်းတစ်တွေပေါ်လာတတ်ပါတယ်။အိတ်ပေါက်နဲ့ဖားကောက်တယ်လို့မဖြစ်ဖို့ကတော့ကိုယ့်ရဲ့အသုံးဆွဲကိုချင့်ချေရပါမယ်။ကုံရာသီဖွားတွေကအရင်နဲ့မတူတဲ့ခံစားချက်တွေအတွေးမြင်တစ်တွေပေါ်ပေါက်လာပြီးကိုယ့်ဘဝကိုစိတ်တစ်လူတစ်လူစတင်ဖြတ်တန်းရတတ်ပါတယ်။ဘာမဟုတ်တာတွေနဲ့အာယုံနောက်စရာတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်။မင်းရာသီဖွားတွေကတောင်းပေါင်းဆုံးကနေငွေကုန်ကြေးကြတွေအများများလာနိုင်ပြီးစိတ်ဖိစီးမှုတွေလည်းအရင်ကထပ်ပိုများလာတတ်ပါတယ်။အတိတ်ကပြဿနာဟောင်းတွေမကောင်းတဲ့ခံစားချက်တွေကိုဖယ်ရှားရမယ့်ကာလဖြစ်ပါတယ်။ဒါကတော့2026ပထမအကြိမ်နေချက်ဖြစ်စဉ်ကြောင့်ရာသီဖွားအားလုံးမှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတဲ့နေချက်ဟောကိန်းပဲဖြစ်ပါတယ်။အားလုံးပဲဘေးရန်အန္တရာယ်အပေါင်းကနေကင်းဝေးချမ်းသာပြီးကံကောင်းပျော်ရွှင်နိုင်ပါစေလို့ဘေဒင်တုတကနေဆန္ဒပြုလိုက်ရပါတယ်။ကျေးဇူးတင်ပါတယ်။